လူတစ်ဖက်သားကိုတောကဖြစ်စေတဲ့စကားလုံးတွေပြောပူပန်ဆင်းရဲရအောင်စကားလုံးတွေနဲ့နှိပ်စက်ပြီးကမှငါကစေရနာနဲ့ပြောတာပါဆိုပြီးတော့အဲ့ဒီစေရနာဆိုတဲ့စကားလုံးလေးနဲ့သူတို့ကိုသူတို့ကာကွယ်သွားကြတဲ့လူတွေတာတာနဲ့နာနာထိုးနှက်သွားတဲ့လူတွေနဲ့အများကြီးကြုံရဘူးတယ်တချို့လူတွေကြတော့လဲပြုံးမြုံလေးနဲ့ကိုယ့်စီကိုရောက်လာခဲ့တယ်ဒါပေမဲ့ကိုထင်ထားခဲ့တာကပြုံးနေတိုင်းကိုကိုချစ်လို့ကိုတန်ရောင်းစင်ရှိလို့ကိုနှစ်လို့ပဲရှိလို့ထင်ခဲ့မိတာအပြုံးနဲ့ပဲပြန်ပြီးတော့ဆက်ဆံခဲ့မိလိုက်တယ်ဒါပေမဲ့တချို့အပြုံးတွေကလောင်ပြုံးတွေမချိပြုံးတွေမထိတိအပြုံးတွေအဲ့ဒီအပြုံးတွေကနောက်ွယ်ကြရင်ကိုမုန်းနေပါတယ်ဆိုတဲ့လူတွေထက်တောင်ပို့ပြီးတော့ကြောက်ဖို့ကောင်းသေးတယ်ဒါကြောင့်ကိုပြုံးပြနေတိုင်းလည်းပဲကိုချစ်လို့ကိုလိုအပ်လို့ကိုတန်ရောစင်ရှိလို့မထင်လိုက်နဲ့တော့တချို့အပြုံးတွေကတိတ်ကြောက်ဖို့ကောင်းတာလောကမှာလေဘသူ့ကိုမှတိတ်ပြီးတော့မှမခင်တွယ်ပါနဲ့ဘသူ့ကိုမှလည်းကိုယ့်ရဲ့တကယ်ဘဝခရီးရဲ့အဖော်ပါလို့မထင်လိုက်ပါနဲ့တခါတလေမှကိုအဖော်လို့ထင်ထားခဲ့တဲ့အရာတွေကကိုယ့်ရဲ့အားနည်းချက်တွေကိုဖော်ကောင်လုပ်ပြီးတော့ကိုကြောက်ထဲတွန်းချသွားတတ်တာမျိုးဘယ်သူကမှကိုအနားမှာအမြဲတမ်းရှိမနေပေးနိုင်ပါဘူးအမောင်ဝင်လာခဲ့တဲ့အခါကိုနဲ့အတူရှိနေပါတယ်ဆိုတဲ့ကိုအရေးကတောင်မှပျောက်ကွယ်သွားသေးတာပဲလေဒါကြောင့်လောကမှာတယောက်တည်းဖြစ်နေခဲ့ရင်တော့တယောက်တည်းနေတတ်အောင်နေပါတယောက်တည်းအနေတတ်တယ်လို့အသေးလဲမြတ်အောင်နေပါဘယ်ပတ်ဝန်းကျင်ကမှလည်းကိုအမြဲတမ်းလိုအပ်နေတယ်ဆိုတာမရှိပါဘူးဒါကြောင့်ကိုမလိုအပ်တဲ့ပတ်ဝန်းကျင်တွေနဲ့တွေ့တဲ့အခါကိုမလိုလားတဲ့လူတွေနဲ့တွေ့တဲ့အခါမျိုးမှာတလောကလုံးဘယ်သူမှကိုမလိုအပ်တော့ဘူးဆိုရင်တော့မှမင်းပြန်ပါအိမ်မှာမဲအမေမျောနေပါလိမ့်မယ်မိဘဆိုတာကမင်းတုံညဖြစ်နေရင်တော့မင်းကိုလက်ခံပြီးသားပါအမြဲတမ်းမျောလဲစောင့်စားနေတာပါဒါကြောင့်ကိုဘိန်းနာမှာတလောကလုံးကကိုမလိုအပ်တော့ဘူးဆိုရင်တော့အမေစီကိုပြန်ပါအလုံးတတ္တဝါဘေးရန်ကွာကျမ်းမာချမ်းသာကြပါစေ